အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့သမင်းစားလို့မိန်တဲ့ဟင်းအတွက်ဆက်လေးကိုချက်ပြထားပါရဲ့ရှင်ဒီခန်းသီးလေးကဟိုနေ့က discount နဲ့ရထားတာလေးမို့လို့တော့ကဒီနေ့ခန်းသီးလေးကိုမေးဖုတ်ပြီးတုပ်ပါမယ်ခန်းသီးမေးဖုတ်ဖို့ဆိုရင်အခုလိုမျိုးချက်သွန်လေးတွေပပလီထားမယ်ငရုတ်သီးစိမ်းလေးတွေပပလီထားပြီးတော့နနမင်းလေးတွေကိုလည်းပပလေးတွေလီထားပြီးပြင်ဆင်ထားလိုက်ပါမယ်ရှင်တစ်ပတ်မှာရောခန်းသီးကိုမေးဖုတ်ထားရင်ပေါ့နော်ဒီခန်းသီးကဝယ်တော့ကတော့နှလုံးရတာပေါ့နော်တဝက်ကကြတော့သားလေးကိုချက်လိုက်တာဖြစ်တဲ့အတွက်ကြောင့်တစ်လုံးနဲ့တဝက်ကိုပဲဒါမီဖုတ်ထားပါရဲ့ရှင်အခုတော့မီဖုတ်ထားလေးတွေရပြီဆိုတော့ဒီအခွန်လေးတွေကိုခွာလိုက်မယ်ပေါ့နော်ခွာရဲ့ချိန်တော့တတိထားပေးပါနော်သူကတအားပူပါရဲ့ရှင်ပူတဲ့အချိန်မှာပဲခွာရလဲအကောင်းဆုံးပါနော်အခုလိုမျိုးအခွန်လေးတွေခွာပြီးသွားပြီဆိုရင်ခန်းသီးလေးတွေကိုအခုလိုမျိုးနုံလေးဖြစ်အောင်ဒါလေးနဲ့ဆင်ပေးရပါမယ်ဒါလေးအားလုံးပြပြီဆိုရင်ပကံတက်တက်လေးထဲမှာခွဲပြီးတော့ထည့်ထားလိုက်မယ်ပေါ့နော်။တော့ကတခြားဟင်းလေးတွေလည်းဆက်ချက်မှာဖြစ်တဲ့အတွက်ကြောင့်ခရမ်းသီးကိုတော့အခုမတုတ်သေးပါဘူးရှင်။နောက်ချက်မဲ့ဟင်းကကြတော့မြစ်ချင်းဟင်းချက်မှာပါနော်။မြစ်ချင်းဘူးလေးတွေဝယ်ခြင်းဒီဘူးလေးတွေကိုဝက်စုံမှာရပါရဲ့နော်။စားရတာကတော့မြန်မာမြစ်ချင်းနဲ့ရတာလေးကအုံနီးဆက်ပါတယ်။ဒါပေမဲ့ချင်းတော့မချင်းပါဘူးရှင်။မချင်းပေမဲ့သူ့အထဲမှာစိန်ထားတဲ့ရေတွေကိုတော့ပြောင်းနေအောင်နှစ်ခါသုံးခါစီးထုတ်ပြီးတော့အခုလိုမျိုးကိုစားမဲ့အနေတော့အတုံးလေးတွေကိုတုံးထားပါတယ်ရှင်။ပြီးတော့ရင်ချက်ဖို့အတွက်စပြီးပြင်ဆင်ပါမယ်ကျက်သွန်အနီလေးတွေလိတယ်ကျက်သွန်ဖြူရဲ့ချင်းရဲ့ကျက်သွန်အနီရဲ့ကိုအခုလိုမျိုးကျိတ်ဆုံလေးနဲ့ထည့်ပြီးတော့ထောင်းလိုက်ပါမယ်ရှင်အခုလိုလေးထောင်းပြီးချက်ထားတာပို့ပြီးတော့အနှစ်ရတာပို့ရှိစေရပေါ့နော်ပြီးတော့ဒါဝက်သားဝယ်ထားတာပါဝက်သားရောအတုံးလေးတွေဝယ်လာတာပါရှင်တစ်ထုပ်ကို9ချက်ကျော်ပေးရပါရဲ့နော်ဒါတော့ဟိုတအိုးစာပေါ့နော်မနှညစာဆက်မှာမလို့နှစ်ထုံလုံးကိုသုံးပြီးချက်ပါရဲ့ဝက်သားကိုရတာနေပါမယ်ရှင်စနင်းမုံလေးရဲ့ချုံမုတ်ရဲ့စားရဲ့ငပြားရည်လေးရထည့်ပြီးတော့အရသာကိုတမနေအောင်နေထားပြီးတော့ခဏလောက်နှက်ထားပေးပါမယ်။ခုရောဟင်းစားချက်ဖို့ပြင်ပါမယ်။ခုနကထောင်းထားတဲ့ချက်သွန်လေးတွေကိုစီတက်မှာပေါ့နော်။အခုဆိုရင်စားပြီးစီတက်မှာပေါ့နော်။ခုနကထောင်းထားတဲ့ချက်သွန်လေးတွေကိုစနင်းမုံလေးနဲ့စီတက်ပြီးတော့ငါပီးစိမ်းစားလေးတစ်စုံမှာထည့်ပြီးတော့စီတက်ပါတယ်။ခုလိုငါပီးစိမ်းစားလေးတွေကမှုေးလာပြီဆိုရင်အယောင်တမုံလေးတစ်စုံထည့်ပြီးရနဲ့ခုနကလုံးပြီးတော့နှက်ထားရဲပေါ့နော်ဝက်သားလေးတွေပါထည့်ပြီးတော့ရတာဝက်နဲ့ထိခဏလောက်တော့မွေးပေးထားပါမယ်ရှင်အခုလုံးဝက်သားတုံးလေးတွေတင်ပြီးတော့ရတာဝင်သွားပြီဆိုရင်မြင့်ချင်းလေးတွေထည့်ပါမယ်တော့မြင့်ချင်းကိုကြီးချင်းလေးနဲ့ရတာလေးနဲ့ချက်ချင်းတဲ့အတွက်ကြောင့်ငရုတ်သီးစိမ်းလေးတွေကိုလည်းအခုလိုကြိတ်ထားပါရဲ့ရှင်အခုလိုအားလုံးကိုပေါ့နော်ရောသမနေအောင်မှွေပြီးပါပြီဆိုရင်ကိုအရသာအနေနဲ့ပေါ့နော်တော့ပေါ့မယ်ထင်လို့ငပြားရည်လေးနည်းနည်းရောထည့်ပြီးတော့ဒါလေးအဖုံးအောင်ပြီးတော့ရေလေးကြရဲ့အထိပေါ့နော်ခဏတည်ထားလိုက်ပါရဲ့ရှင်ဒီနေမှာလေးရေလုံးဝမထည့်ပါဘူးနော်အရသာရေကိုနှက်နေအောင်လို့အရင်ဆုံးနှက်တဲ့သဘောပါပဲရှင်ရတာလေးတွေအခုလိုမျိုးနှက်ပြီးသွားပြီဆိုမှအစင်းနဲ့တည်ထားရဲ့ရေနွေးဦးတွေကရေနွေးလေးတွေကိုလောင်းထည့်ပြီးတော့မှဟင်းရည်ကိုကြအောင်ပြန်ပြီးချက်မှာဖြစ်ပါတယ်မြင့်ချင်ကနေချက်မယ်ဆိုရင်အခုလိုမျိုးပေါ့နော်အချိန်ကြာလေးမီအေးလေးနဲ့ဟင်းရီကြရဲ့အထိချက်ပြီးမှသာပို့ပြီးရတာရှိရပေါ့နော်ဟင်းရီအိုတဲတာလေး45မိနစ်လောက်ဖြစ်သွားပြီဆိုတော့အခုတော့ခရမ်းသီးလေးတုပ်ဖို့စပြီးပြင်ဆင်ပါမယ်ရှင်ခုနကစင်းသိန်းလေးချွတ်ထားတဲ့အချက်သွန်လေးတွေနဲ့ခရမ်းသီးလေးနဲ့ကိုရောလိုက်ပြီးတော့ရတာထည့်ပါမယ်ရတာအနေနဲ့ကတော့တော့အချုံမုံလေးထည့်တယ်စားလေးထည့်ပါရဲ့ရှင်ပြီးတော့စီစိမ့်လေးဆန်းပြီးတော့ဒါရိုးလေးပဲတုံးလိုက်ပါရဲ့ရှင်ဒီအတုံးလေးတစ်မျိုးနဲ့ဆိုလဲထမင်းစားတအားမိမရဲ့နော်တက်လို့စားတတ်တဲ့သူတွေဆိုရင်လေအဲ့လိုမျိုးလေးတုပ်စားကြည့်ပါနော်တကယ်ကိုထမင်းဖြူလေးနဲ့ထမင်းစားလို့တကယ်မိမရဲ့ရှင်ကဲအခုတော့စားခြင်းစပွဲဖြစ်တဲ့ခရမ်းသီးတုပ်လေးရသွားပါပြီကဲအခုဆိုရင်ဒီဘက်မှာလဲဝက်သားမြင့်ချင်းလေးကကိုလိုရဲ့အနေထားလေးရပြီပေါ့နော်ရေချမ်းစီချမ်းလေးရပြီဆိုတော့တော့ကတော့စားဖို့ခက်ပါတော့မယ်ရှင်ကဲမစားခင်တက်ဖို့ရိုက်မယ်ဘာညာဆိုအလိုက်ပါအဆင်ပေးရရပေါ့နော်နနမင်းလေးနဲ့အခုအလားဆင်လိုက်ပါပြီကဲအခုတော့ထမင်းစားလို့မြိန်နဲ့ဟင်းအတွဲဆက်လေးရပါပြီရှင်အားလုံးပေါင်းနေနဲ့ဈေးရတော့ဒါ25ချက်ဖို့30လောက်ဆိုရင်ပေါ့နော်ဒီလောက်တအိုးကြီးရရင်ပေါ့မိသားစု4ယောက်5ယောက်ဝဝလေးစားလို့ရပါတယ်ရှင်တော့တိုးစရာအနေနဲ့ရောဒီလိုမျိုးလေးတွေအိမ်မှာရှိရဟာလေးနဲ့ပြင်ဆင်ထားပါတယ်ရှင်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်